ကမ္ဘာဖလားပြိုင်ပွဲမှာဘယ်သူချန်ပီယံဖြစ်နိုင်တယ်ကျွန်တော်တို့ခြေစစ်ပွဲရဗျာအခု probably အသင်းကြီးတွေပဲအောင်ပါပဲလေပြိုင်ပွဲဝင်48သိန်းလောက်ရှိတာကိုဆိုတော့အဲ့ထက်မှာ maybe world champion ဖြစ်ဘူးတဲ့ Italy တသိန်းလောက်ပဲနည်းနည်း struggle ဖြစ်မယ် Norway ရဲ့ goal difference ကြောင့်သူတို့က World Cup ကိုပါလာရင်တော့ play-off အဆင့်ကတက်ရဖို့များတယ် Norway က Israel ကိုနိုင်လိုက်တာနဲ့အဲ့ပွဲပြီးပြီသူတို့ qualify အောင်တော့ဖြစ်ပြီဆိုတော့အဲ့နေရာမှာ FIFA World Cup မှာဘယ်သူ champion ဖြစ်နိုင်လဲကျွန်တော်ပြပြီးခဲ့တဲ့နှစ် champion တွေကိုကျွန်တော်လေ့လာလိုက်မယ်နံပါတ်1အနေနဲ့ World Champion Argentina ရှိတယ်လက်ရှိ champion ဖြစ်တယ် European Champion Spain ရှိမယ်တောင်အမေရိက Argentina ပဲထပ်ပြီး champion ဖြစ်ထားတယ်ဆိုတော့ Africa Champion ရှိတယ် Ivory Coast ကတော့အဲ့လောက်ကြီး strong မဖြစ်ဘူးလေဆိုတော့ဒီကြားထဲမှာ England back to back Euro final တက်ကြတဲ့ England ရှိတယ် Nation League Champion Portugal ရှိမယ်နောက် World Cup final back to back တက်ထားတဲ့ပြင်သစ်ရှိမယ် Champion ဟောင်းတွေကကျွန်တော် Germany တို့ Italy တို့ကျွန်တော်တို့ထည့်စဉ်းစားဖို့ခက်တယ်ဆိုတော့အခုလောလောဆယ် strong ဖြစ်တာ Euro ကဆိုရင်အဲ့ဒီနေတောင်အမေရိကက Argentina နဲ့အတူ Brazil ကျွန်တော်ထည့်စဉ်းစားလို့ရတယ်ဒီသင်းတွေပဲရှိတယ်လက်ချိုးကြည့်လို့ရတယ်ဗျာ Netherlands တိုးတက်လာတယ်ဒါပေမဲ့ Netherlands ကတခုခုလိုတယ်ဗျာသူတို့ knockout game quarter လောက်ရောက်ရင် Netherlands ရဲ့အဆင့်အဆုံးသက်တာများတယ်ဗျာသူတို့အရန်ကောင်းတဲ့သူတို့ historic 1994 98 World Cup တောင်သူတို့ final ပဲတက်တာ final နဲ့ချိန်ရှုံးခဲ့တယ်ဆိုတော့ Netherlands ကအခု2010မှာသူတို့ final တက်တယ်2014မှာသူတို့ semi final တက်ခဲ့တယ်14မှာသူတို့တက်ခဲ့ပြီးတော့အဲ့နောက်ပိုင်းမှာ quarter တွေဖြစ်တဲ့အချိန်မှာကျွန်တော် Netherlands လည်းအဲ့လောက်မဟုတ်ဘူး Belgium လည်းကျွန်တော်အဲ့လောက်မဟုတ်ဘူး golden generation ပြီးသွားပြီဆိုတော့အဲ့နေရာကျွန်တော်ဖြစ်နိုင်ကြီးရှိတာဗျာ Argentina ရယ် Spain ရယ်ပြင်သစ်ရယ်အင်္ဂလန်ရယ်ပေါ်တူဂီရှိမယ်ပြီးတော့ဘယ်သူရှိအောင်လဲဘရာဇီးရှိမယ်6သင်းလောက်ပဲရှိတယ်ဗျအဲ့ထက်ပိုမရှိဘူးကျန်တဲ့ကောင်တွေချန်ပီယံမဖြစ်နိုင်ဘူးဗျ surprise package နဲ့တက်လာပြီးချန်ပီယံဖြစ်ဖို့ကနံပါတ်1အတွေ့အကြုံယုံကြည်မှု quality player resilient ဖြစ်ဖို့မာကျောမှုချစ်လက်မှုနောက် organize ဖြစ်ဖို့အများကြီးလိုအပ်တယ်